ဖုန်းထဲက Play Store ကိုတွားလိုက်ပါ search ပန်မလူကိုနှိပ်ပါဒီ search bar မှာ Flipper Clip လို့ရိုက်လိုက်ပါဒီပုံလေးကိုနှိပ်ပြီး install လုပ်ပါ install လုပ်ပြီးရင် open လို့ပေါ်လာမယ်ဒီ open ကိုနှိပ်ပါပထမဆုံးမြင်ရမယ့် screen ကကိုလုပ်ထားတဲ့ပုံဟောင်းတွေရဲ့ project တွေပါကိုကပုံတစ်လုံးမှမို့လို့အပေါင်းခလုတ်ကလေးကိုနှိပ်လိုက်ပါလုံးမဲ့ animation project အတွက်အမိပေးပြီး setting ချင်ရမယ့်နေရာပါလူတစ်ယောက်ပုံမှန်လမ်းလျှောက်နေပုံ animation cartoon လေးဖန်တီးလေးချင်မှမို့လို့ work လုပ်နာမည်ပေးလိုက်မယ် background ကွက်ထဲကဖဲပြားပုံကိုနှိပ်ရင်အစင်သင့်လှုပ်ထားပေးတဲ့ background များစွာတွေ့ရမယ်နောက်ခံအပြရောင်ကိုရွေးပြီးလက်နဲ့နှိပ်လိုက်ပါဒါဆိုအပြရောင်နောက်ခံရလာပါပြီအစင်သင့်ပေးထားတဲ့ background အပြင် color wheel တွေကအရောင်တွေကိုဖုန်းတွေက image တွေခုချက်ချင်းကင်မရာနဲ့ရိုက်ယူလဲရပါတယ်ဒီနေရာကတော့မိမိ animation ကို YouTube မှာဘယ်ကဲမတ်ဆိုင်နဲ့တင်မလဲ TikTok နဲ့ Facebook မှာရောဘယ်ကဲမတ်ဆိုင်နဲ့တင်မလဲရွေးရမယ့်နေရာပါကိုက animation ကို YouTube မှာတင်မှာမို့ YouTube 720p ကိုအမှန်ကျပေးလိုက်ပါတယ်ဒီနေရာကတော့ animation မှာတစ်စက္ကန့်ကို frame ဘယ်လောက်သုံးမလဲဆုံးဖြတ်ရတဲ့နေရာပါ frame များရင်ပုံညညိုပေမဲ့အချိန်ကုန်ပါတယ်ပုံနေလို့ရှိရင် animation ကလည်းတုံနေတတ်ပါတယ်အခု work animation အတွက်12 frame per second ကိုမျှပြထားတဲ့နေရာမှာရွေးပါပြီးရင် create project အနီရောင်ခလုတ်ကိုနှိပ်လိုက်ပါ animation ပုံတွေရေးဆွဲရမယ့်နေရာကိုရောက်ပါပြီဘဲအပေါ်ထောင်ကဖြစ်ချီကကိုနှိပ်ပါကို animation လေး project တွေကိုဝင်သွားပါပြီမူလာပုံစံမဲ့နေရာကိုပြန်သွားခြင်းရင် work project လေးကိုနှိပ်လိုက်ပါမူလာက animation ရေးဆွဲမဲ့နေရာကိုပြန်ရောက်လို့ရေးဆွဲဖို့အသင့်ဖြစ်နေပါကာတွန်း animation ဖန်တီးဖို့ကာတွန်းရေးဆွဲနည်းကိုလေ့လာနေဖို့လိုတယ်အချိန်ပေးပြီးတော့လေ့လာပါ animation theory တွေကိုလည်းလေ့လာသင်ယူရပါဦးမယ်နောက်လာမယ့်သင်ခန်းစာမှာပြန်ဆုံကြပါစို့